ပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့မတ်လ4ရက်နေ့မှာတော့ကမ္ဘာ့ဇက်ကွန်ပေါ်အပြိုင်မှုအပြင်းထန်ဆုံးနိုင်ငံကြီးနှစ်ခုဖြစ်တဲ့အီရန်နဲ့အမေရိကန်ပြည်ထောင်စုတို့ရဲ့နောက်ဆုံးရအခြေအနေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အီရန်နဲ့အမေရိကန်ကြားဒီတင်းမာမှုပါသူတို့နှစ်ဦးတည်းရဲ့ကိစ္စမဟုတ်တော့ပဲတစ်ကမ္ဘာလုံးကစိုးရိမ်တကြီးစောင့်ကြည့်နေရတဲ့အခြေအနေဖြစ်လာပါတယ်အထူးသဖြင့်ဒီနေ့ကမတ်လ4ရက်နေ့မှာကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့အင်ဒီနိုင်ငံတွေဒီပရိပခအပေါ်ဘယ်လိုရှုမြင်ရမလဲဆိုတာကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်။ Saudi Arabia နဲ့ UAE တို့လိုနိုင်ငံတွေကတော့စစ်ပွဲကြီးဖြစ်လာမှာကိုအလွန်စိုးရိမ်နေကြပါတယ်။စစ်ပွဲဖြစ်ရင်သူတို့ရဲ့ရေနံတွင်းတွေနဲ့စီးပွားရေးမြို့တွေဟာပြတ်မှတ်ထားခံနိုင်ရတဲ့အတွက်နှစ်ဘက်စလုံးကိုထိထိသိမ်းသိမ်းလုပ်ဖို့တိုက်တွန်းနေကြပါတယ်။ Israel ကတော့အမေရိကန်ရဲ့အကြီးကမဟာမိတ်ဖြစ်ပြီးအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုလုံးဝလက်မခံပါဘူး။အီရန်ကိုလိုအပ်ရင်စီးရေးအရာအပြတ်သက်နှိမ်နင်းဖို့အမေရိကန်ကိုဖိအားပေးနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။လက်ရှိမှာရုရှားဟာအီရန်နဲ့စစ်ဆေးရေးအရာနီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။အမေရိကန်ရဲ့ဖိအားပေးမှုတွေကိုရှုံချလေးရှိပြီးအီရန်ဘက်ကရည်တည်ပေးနေတာကြောင့်ဒီတင်းမာမှုဟာအင်အားကြီးနိုင်ငံတွေကြားကအပြိုင်မှုတစ်ခုလိုဖြစ်နေပါတယ်။ဥရောပနိုင်ငံတွေကတော့ကြားညက်နေတဲ့အနေအထားမှာရှိပါတယ်။တစ်ဖက်ကအမေရိကန်နဲ့မဟာမိတ်ဖြစ်ပေမဲ့နောက်တစ်ဖက်မှာလည်းအီရန်နဲ့နျူကလ িয়ার တူညီချက်ပြည့်စည်သွားမှာမလိုလားပါဘူး။ဥရောပဟာစွမ်းရည်စိမ်းနှုန်းတက်လာမှာကိုကြောက်ရွံ့နေတဲ့အတွက်ကြောင့်ကြားဝင်စစ်ဆက်ပေးသူအဖြစ်ဆောင်ရွက်ဖို့ကြိုးစားနေကြပါတယ်။တကယ်လို့စစ်ပွဲတွေဆက်လက်ဖြစ်ပွားနေရင်တော့ကမ္ဘာ့ကုန်သွယ်ရေးရဲ့နှလုံးသွင်းချက်ဖြစ်တဲ့ရေရောင်းတဲ့နေပိတ်သွားပါလိမ့်မယ်။ဒါဆိုရင်မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံတွေကုန်သွယ်နှုန်းအဆမတန်တက်လာပြီးစီးပွားရေးအကျပ်အတည်းဆူဆူရွားတွေကြုံတွေ့နိုင်ရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ channel လေးကို like and share လုပ်ကြပါဦး။ကျွန်တော်နာမည်ကတော့ KC လမ်းပါ။